ကဲဒီက share ကြီးလေးမြို့တိုက်ဖို့နော်ပထမဆုံး collar နောက်ပိုင်းလေးကိုအရင်ဆုံးပြန်သွားအောင်ကျွန်တော်တိုက်မယ် collar နောက်ပိုင်းပြန်သွားပြီဆိုတော့မှ collar လေးကိုသူခောက်ရတာလေးပြန်ခောက်ပြီးတော့ပြန်တိုက်လိုက်မယ်ဗျဒါအမျိုးသား share ကြီးဘယ်လိုမြို့တိုက်ရဲဆိုတာပြောပြပြီးတာပါပြီးရင်ဒီအရှေ့ပိုင်းတစ်ချမ်းကိုအရင်မြို့နဲ့ပြန်သွားအောင်တေချာလေးတိုက်မယ်မြို့တိုင်းတော့အချိန်လေးနည်းနည်းပေးရတော့ပိုကောင်းပါတယ်ဗျ။မြန်တိုက်မြန်ပြီးဆိုမှတချို့ဟာလေးတွေကခြေမွတ်သွားရင်ကိုထုတ်ဝတ်တဲ့ချိန်ကျရင်အင်ကြီးကမလှရဖြစ်နေတတ်တယ်။အဲကြောင့်โอเคပြီးရင်နောက်ထပ်လက်ကလေးကိုတိုက်ပါမယ်။မတိုက်ခင်တော့လက်ကိုတေချာလေးကိုနေရာချပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါမှပုံစံလေးကျနေမှာပေါ့အရှိရဲ့အနောက်ရဲ့တစ်လှည့်စီညီဝအောင်တိုက်ပေးရပါမယ်အဲ့ဒါပြီးရင်နောက်တစ်ချမ်းဘက်ကိုဆက်တိုက်ပါမယ်အဲ့ဒါလေးခုနလည်းမျိုးပဲအဓိကတော့ဒီခြေသီးရှိရဲ့နေရာလေးပေါ့နော်တချို့အင်ကြီးတွေမှာအတွင်းမှာသူကမချုပ်ထားတော့အဲ့ဒါလေးကိုတရားဖြန့်ပြီးတိုက်ဖို့လိုအပ်ပါတယ်မြို့တိုင်းနဲ့ကိုယ့်ရဲ့အင်ကြီးလေးတွေကမပြန့်ဘူးခောက်ရလည်းမပြန့်ဘူးဆိုတော့မြို့ရဲ့မိအားလေးတစ်ချက်ပြန်ထိန်းညှိဖို့လိုမယ်ပေါ့နော်အကယ်မြို့ကလုံလောက်မပူဘူးဆိုရင်ကိုတိုက်တဲ့အင်ကြီးတွေကအချိန်သာကုန်ပြီးတော့မပြန့်မဲနဲ့အကြီးကအကြီးတိုင်းပဲထွက်နေပါလိမ့်မယ်လက်နှစ်ဖက်လုံးတိုက်ဝိုင်းဆိုတော့ဒီကြောကုန်းချုပ်ရိုးအဆက်လေးပေါ့နော်အဲ့ဒါလေးကိုဆွဲညှိပြီးတော့တခါတည်းအမှချိန်ပြီးတော့ကြောကုန်းကချုပ်ရလေးကိုခေါရိုးလေးပေးရမှာပေါ့ဒါတော့ကျွန်တော် view တိုက်တဲ့ style ပေါ့နော်တရားလည်းဟိုပွဲပြရလဲရှိကောင်းရှိနိုင်မှာပေါ့ဒါလေးကိုပြပါပြီဆိုရင်ကျွန်တော်ကြိုက်တက်မယ်ကြိုက်တက်ပြီးအစုံတက်ပြီးတော့မှထပ်တိုက်မယ်ပေါ့နော်โอเคပထမဆုံးဒီရှေ့ဘက် channel ကိုပြန်ပြီးတော့ပြန်သွားအောင်ပြန်တိုက်ပေးမှာပေါ့နော်များသောအားဖြင့်ဒီပခုံးသားလေးကြီးကြည်တာများတယ်အဲ့နေရာလေးတော့ချက် queue ဆိုင်ပေးရမှာဖြည်းဖြည်းတဆင့်ချင်းပေါ့နော်အပေါ်ကနေပြီးတော့အောက်ကိုတဆင့်ချင်းတစ်ဆက်ချင်းသွားပြီးတော့တိုက်ပေးပါဒါပြီးနောက်ဆုံး final အနေနဲ့ဒီ job back လေးကိုမှောက်ပြီးတော့စပြီးခောက်တော့မှာပေါ့နော်မခောက်ခင်မှာလည်းကြောကုန်းမှာခြေရညာလေးပြန်ပြီးတော့လောက်ထွက်လို့လိုပါတယ်အခုလိုမျိုးခောက်တဲ့ခါကျရင်ဒီကော်လန်နာလေးရဲ့အကွာဝေးကိုကြည့်ပြီးတော့ခောက်ပြရအောင်နော်အဲ့ဒါမှနောက်ဆုံးမှာသူကဟိုဘက်ဒီဘက်ပညာညီပြီးတော့ကြည့်လို့ကောင်းမှာပေါ့လို့ဆိုရင်တစ်ဖက်ကအသေးတစ်ဖက်ကကျင်းတစ်ဖက်ကကျဲဖြစ်နေပါလိမ့်မယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုပါတယ်โอเคဒါနောက်ဆုံးအတွက်ခောက်ရပြီပေါ့နော်ဒါမှလည်းပြီးပါပြီဆိုရင်တက်ရက်တဲ့ခေါင်းလေးစတိုင်နဲ့အင်းချတယ်ခောက်လုပ်ပြီးသွားပါပြီဗျနောက်ရက်ဒီမှာလည်းမြို့တိုက်တဲ့အကြောင်းလေးကိုထပ်တင်ပေးပါဦးမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်သွားပေးကြပါဦး